မြောက်တက်ကလေအားမဖြစ်ဘူးတော့မြောက်တက်ရပဲရေးယူမယ်မလုံးတင်မယ်တော့ဟုတ်လားစစ်သားတဲ့မြောက်တက်ကလေအခုမင်းတို့ဘယ်ရလွတ်တာတော့မင်းကျွန်တော်ကတခြားကျွန်တော်အုပ်ဖို့ကဘယ်နားမှနေရတော့လုံးအုပ်ဖို့ကလုံးဖို့လာပဲအဲ့ကောင်လေးခွဲပေးကောင်းပါကောင်ခဏလေးရခေါ်လာနော်လာဒီကောင်ခေါ်လာဒုမြောက်ကိုဒီကောင်ခေါ်လာနောက်တစ်ယောက်ပါပြောဘေးရမစင်ရတဲ့ခဏလေးအများကြီးနေဘေးရမစင်ရတဲ့ဘေးလို့ခိုင်းအမြောက်တက်ကသိကြလားအမြောက်တက်ကသိကြကိုယ်ပိုင်နံပါတ်ဘယ်လောက်ကိုယ်ပိုင်နံပါတ်လဲတောင်းလေးခဏလေးတော့မင်းစီရသွားမင်းမင်းအိုးပြောမင်းမင်းတက်ကတဲရေးဘိုးကြီးဘာလုပ်လဲတဲရေးဘိုးကြီးဘာလုပ်လဲပြောမင်းခဏလေးကိုမင်းတဲရေးဘိုးကြီးပါတယ်ရိုက်ထားတယ်မင်းတဲရေးဘိုးကြီးတဲရေးဘိုးကြီးတဲရေးမှုဘာလုပ်လဲရမင်းတက်ကတဲရေးမှုနဲ့မတူတဲရေးမှုဘာလုပ်လဲမြောက်လဲတဲရေးမှုဘာလုပ်လဲမလိုက်နဲ့ငါလုံးမသာစောင့်ကမနိုင်ပါနော်ဒီလားမလိုက်နဲ့မဟုတ်ဘူးရတယ်ပြောချင်းမေးပါဘာလို့လဲဆိုတော့ချက်လိုက် passport ပေးလားမပြင်ချက်လိုက်ကြောက်တယ်မေးလိုက်ပါကျွန်တော်ရိုက်ထားလိုက်မယ်ကြောက်တယ်မေးလားကိုမေးလားဘုံခဏတော့အလုံးကြည့်ပေးပါတယောက်တည်းမေးခိုင်းရအောင်ဦးတခြားကြည့်ဟိုကြည့်လိုက်အောင်ကြည့်လိုက်ဟိုလေသိရင်သိရလူအမှဟုတ်တယ်ဒီတော့ဘာလို့လိုက်ဖို့လဲပေါက်တက်ကမပြောနဲ့တော့စိတ်တူလိုက်မုံဘာလိုက်ဖို့ဘိုးလုံးဆက်တာမှလည်းဘယ်ရက်ကဘိုးတော်ကအခုမင်းပဲရတော့ဒီကောင်စစ်တက်ကလည်းမဟုတ်လေကျွန်တော်ပြောတာလေဟုတ်မသေးကြဘူးဥမာမင်းမရှောက်ပြောနေတာမဟုတ်ရှောက်ပြောနေတာမသေးကြဘူးဟဲ့ဘုရားရေပေါ်တော့မသိရလူကကြောက်မင်းခဏလေးတော့တရားပဲအများကြီးပြောမယ်ဒီကိုဝေခိုင်းလိုက်ပါအများကြီးရှုပ်သွားလိမ့်စိတ်ကြိတ်လေးနေပြီပါခဏလေးဟိုဒါလေးနေပြီပါဟဲ့လားဘုရားကြီးမေးပဲရတော့ဟမ်မြို့ထက်ကအမြောက်တက်ကတဲ့အမြောက်တက်ကဟုတ်ပြီမြက်ပဲရတော့ဘယ်ဥပ္ပိုလ်ခဏဟမ်ဘာပဲတင်းနေမှာရှောက်ပြောနေတာနဲ့ကျွန်တော်နဲ့တူပဲမင်းနဲ့တူတယ်တို့နှစ်ယောက်ကတကယ်ချင်းနေလားတို့ရပါဘူးခဏလေးလေးတိတ်နေပါအားလုံးတိတ်နေနော်မင်းတို့တော့တိတ်စမတော့ဘိုးလိုက်ဟုတ်ကဲ့ဘာကမင်းကြီးပါဗျဘာကမင်းဟုတ်ကဲ့လားဒီကောင်မိတာလို့ပါကမိတာပါဗျကစပီကာဖွင့်လိုက်မိတာလို့ပါကဒီမှာရက်ွက်ထဲမှာမိထားလို့ပါဘာကပဲတက်ကလည်းမသိဗျဟုတ်ကဲ့တော့အဲ့ခပြဘိုး